အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့စားတောက်ဆိုင်တော်တော်များများမှာသုံးတဲ့ငရုတ်စီနီအယောင်ပြုလုပ်နည်းလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ငရုတ်ဘူး30သားကိုအသုံးပြုပြီးတော့လုပ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာငရုတ်ဘူး30သားကိုကျွန်တော်တို့တွေခုလိုမျိုးလေးအစီကိုပေါ့နော်ထုတ်လိုက်ပါမယ်တချမ်းခွဲပြီးတော့အစီထုတ်ပြီးတော့ခသေးသေးလေးတွေစိတ်လဲရတယ်မစိတ်ပဲဒီတချမ်းခွဲထားလိုက်ရတယ်ပေါ့နော်ဒီနည်းလေးကတော့ကျွန်တော်တို့မြန်မာပြည်တော်တော်များများဆိုင်တွေမှာအသုံးပြုတဲ့ငရုတ်စီနီပြုလုပ်နည်းလေးပေါ့နော်ထိုင်းကလုပ်တဲ့ငရုတ်စီနီကြတော့မတူဘူးပေါ့နော်ထိုင်းကလုပ်တဲ့ငရုတ်စီနီလေးကိုလည်းကျွန်တော်နောက်ရက်ကြလို့ရှိရင်လုပ်နည်းလေးမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာငရုတ်ဘွား6မှာမှုန်နေငယ်ပါတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့တွေရေ3လေးတက်လောက်ပေါ့နော်ကိုယ်စိတ်တန့်တဲ့အထိဆေးပေးလို့ရပါတယ်ကျွန်တော်ကတော့2ထပ်3တက်လောက်ဆေးလိုက်ပါတယ်ခင်ဗျာဒီဆေးပြီးဆိုလို့ရှိရင်ခုလိုမျိုးအစီလေးတွေလည်းထွက်သွားတယ်ငရုတ်သီးမှာကတ်နေတဲ့မှုန်လေးတွေလည်းထွက်သွားပါတယ်ခင်ဗျာခုလိုမျိုးရေဆေးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ငရုတ်သီးကိုရေမြုပ်အောင်ထည့်မယ်ထည့်ပြီးဆိုလို့ရှိရင်တော့တညသိပ်လောက်ရေစိမ်ထားလိုက်ပါမယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်မနေ့ကတည်းကရေစိမ်ထားတဲ့ငရုတ်သီးကခုလိုမျိုးလေးဣသွားပြီပေါ့နော်ဒါကိုကျွန်တော်တို့တွေရေစစ်ထားလိုက်ပါမယ်ကိုကတညသိပ်လောက်ရေမစိမ်ချင်ဘူးဆိုလို့ရှိရင်လည်းအမြန်လိုတယ်ဆိုလို့ရှိရင်တော့ငရုတ်ဘွားကိုပြုတ်လိုက်လို့ရပါတယ်ကျွန်တော်ကတော့အချိန်ရတဲ့အတွက်ရေစိမ်လိုက်ပါတယ်တော်တော်များများလည်းရေစိမ်ကြပါတယ်နော်ကျွန်တော်ကြိတ်တော့မယ်ဆိုလို့ရှိရင်ရေမထည့်ရပါဘူးစီထည့်ပါမယ်ကျွန်တော်ငရုတ်ဘူး30သားအခုလိုမျိုးကြိတ်တဲ့နေရာမှာစီအစိတ်သားသုံးပါတယ်အခုလိုမျိုးကြိတ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့စပြီးတော့စီနီချက်ပါတော့မယ်ဟင်းချက်တဲ့အခါမှာကျွန်တော်တို့တုတ်တဲ့အခါတွေမှာငရုတ်ဖက်လေးတွေမလိုချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြိတ်တဲ့အခါမှာအနှစ်ဖြစ်အောင်လို့ကြိတ်ပေးဖို့လိုပါတယ်အခုလိုမျိုးအိုးတဲ့ထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့စီထည့်ပါမယ်ကျွန်တော်ကတော့ငရုတ်ဘူး30သားကိုစီစိတ်သားလောက်သုံးထားပါတယ်ကိုအပြည့်ကျဲဖို့မူတည်ပြီးတော့သုံးလို့ရပါတယ်ငရုတ်စီနီချက်တဲ့အခါမှာငရုတ်နဲ့မချက်လို့ရှိရင်မှုတ်တက်တတ်ပါတယ်အကြောင်းလို့မီးနဲ့စိတ်ရှိရှိနဲ့မှုပေးနေအောင်ဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးမှုတဲ့အခါမှာဇိုးမှာအနီရောင်လေးတွေကတ်လာပြီဆိုလို့ရှိရင်တော့ဒါဆိုလို့ရှိရင်တော့စီနီရောင်ရပါပြီဒါဆိုကျွန်တော်ဘူးလက်ထည့်ပြီးတော့အေးခံပြီးတင်လို့ရပါပြီကြည့်ရှုအားပေးနေသူတို့တိုင်းကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာအားလုံးဘိုင်ဘိုင်